အန်နာကခွေးပေါက်လေးတစ်ကောင်ကိုဓာတ်ပုံရိုက်နေတော့မြေကြီးပေါ်ကအယိုးဟောင်းတစ်ခုကိုသတိထားမိသွားတယ်။စေးကြောင်းသူတယောက်ဖြစ်တဲ့အတွက်ဒါဟာလူရိုးဆိုတာကိုသူချက်ချင်းသိလိုက်တာပေါ့။ရွာသားတွေကိုမေးမြန်းကြည့်တဲ့အခါလွန်ခဲ့တဲ့ရက်ပိုင်းကဒီဒေသမှာမိုးတဲထန်စွာရွာသွန်းခဲ့တယ်ဆိုတာသိရတယ်။ရွာထဲကခွေးပေါက်လေးတစ်ကောင်ကအဲ့ဒီအယိုးကိုရေမြောင်းထဲကနေတိုက်ချီလာခဲ့တာပါ။အစပိုင်းမှာတော့အန်နာကသူပဲစိတ်ထင်နေတာလားလို့တွေးမိသေးပေမဲ့ဒီအယိုးကလူအယိုးနဲ့အရန်တူနေတာကြောင့်တေးသေးချာချာထုတ်ပိုးပြီးအဲ့ဒီညမှာပဲရဲစခန်းကိုယူသွားခဲ့တယ်။မကြသေးခင်ကမိုးတဲထန်စွာရွာချလိုက်တာကြောင့်ပိုင်ရှင်မဲ့တင်ချိုင်းတွေပျက်စီးပြီးလူသေးကျွင်းကြံတွေရေမြောင်းထဲကနေမျောပါလာတာဖြစ်နိုင်တယ်လို့ရဲတွေကခန့်မှန်းကြတယ်။ရဲတွေရဲ့ရှင်းပြချက်ကိုအန်နာကလက်ခံခဲ့ပေမဲ့ဒီကိစ္စကဂျက်ဆိုသူရဲ့အာယုံစိုက်မှုကိုမတော်တဆရရှိသွားခဲ့တယ်။ဂျက်ကအန်နာစီချက်ချင်းသွားပြီးဒီအယိုးကိုဘယ်မှာတွေးခဲ့တာလဲဆိုတာမေးတော့တာပါပဲ။လွန်ခဲ့တဲ့10နှစ်ကဂျက်ဟာလူတက်မှုနဲ့ထောင်ဒဏ်10နှစ်ချမှတ်ခံခဲ့ရပေမဲ့သူတက်ခဲ့တယ်ဆိုတဲ့မိန်းကလေး2ယောက်ရဲ့ရုပ်အလောင်းကိုတော့ဘယ်တော့မှရှာမတွေ့ခဲ့ပါဘူး။ဂျက်ကိုယ်တိုင်လည်းအလောင်းတွေဘယ်မှာလဲဆိုတာမသိပါဘူး။ဘာလို့လဲဆိုတော့သူကလူမတက်ခဲ့ဘူးလို့အမြဲညင်းဆိုခဲ့လို့ပါ။တကယ်လို့ဒီအယိုးကသာတေဆုံးသူတွေတဲကတယောက်ယောက်ရဲ့အယိုးဖြစ်နေမယ်ဆိုရင်သူ့ရဲ့အပြစ်မရှိကြောင်းတက်သေးပြဖို့အထောက်အကူဖြစ်နိုင်တယ်လေ။အသေးစိတ်ကိုသိပြီးတဲ့နောက်အန်နာကဂျက်ကိုအယိုးတွေးတဲ့နေရာစီခေါ်သွားခဲ့တယ်။သူတို့အကြာကြီးရှာဖွေခဲ့ပေမဲ့ဘာတဲလွန်စားမှမတွေ့ခဲ့ဘူး။ဒါပေမဲ့ရေမြောင်းထဲကနေရေတွေစီးထွက်နေတာကိုကြည့်ပြီးအယိုးဟာမြောင်းထဲကနေမျောပါလာတာဖြစ်မယ်လို့သူတို့ယူဆလိုက်ကြတယ်။အဲ့ဒီနောက်ရေမြောင်းဝင်ပေါက်ကိုစတင်ရှာဖွေကြတာပေါ့။ဒီနေရာကစွန့်ပစ်ထားတာကြာပြီဖြစ်လို့ဝင်ပေါက်ကိုရှာရတာအရန်ခက်ခဲခဲ့တယ်။အတော်ကြာရှာဖွေပြီးမှပဲဝင်ပေါက်ကိုတွေ့ခဲ့ကြတယ်။မြောင်းထဲကအနံ့အသက်ကအရန်ဆိုးလွန်းလို့အထဲဝင်ဖို့တောင်မလွယ်လှပါဘူး။ဒါပေမဲ့တဲလွန်စကူရှာချင်နေတဲ့ချက်ကတော့အော့အန်ဂျင်စိတ်ကိုအောက်အဲပြီးအထဲကိုတွားဝင်ခဲ့တယ်။မိန်ဖြော့ဖြော့အလင်းရောင်အောက်မှာပဲထောက်တနေရာကလူရိုးစုပုံကြီးကိုသူတွေးလိုက်ရတယ်။ပိုပြီးအရေးကြီးတာကအဲ့ဒီအယိုးစုတွေဘေးမှာဆွေးမြင့်နေပြီဖြစ်တဲ့ကျောင်းဝစ်စုံတစ်ထည်ရှိနေတာပါပဲ။အဲ့ဒီဝစ်စုံမှာကတ်နေတဲ့ ID ကတ်လေးကိုဂျက်ကရှုပ်နေပုတ်ဆင်ပြီးကြည့်လိုက်တဲ့အခါလီဆာဆိုတဲ့နာမည်ကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။ဒါဟာလွန်ခဲ့တဲ့10နှစ်ကအသက်ခံခဲ့ရတဲ့မိန်းကလေးတစ်ယောက်ရဲ့နာမည်ပါပဲ။